Hello สวัสดีค่ะမင်္ဂလာပါရှင်2026နှစ်တစ်မှာမမျိုးရွှေနှစ်အိတ်လေးနဲ့နှစ်တစ်ကိုကြိုဆိုလိုက်ပါတယ်ရှင်ရွှေနှစ်ကလေချီထဲဓမားရော handmade လက်ချုပ်ဓမားတွေရောအကြိုက်တွေ့မဲ့အိတ်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ကဲဒီအိတ်လေးကိုမမျိုးဘယ်လိုအသုံးဝင်လဲဘာပစ္စည်းတွေထည့်လို့ရလဲဆိုတာကြည့်လိုက်ရအောင်နော်2026မှာပတ်စံတွေအများကြီးဝယ်အောင်ဆိုပြီးတော့ပတ်စံတွေအများကြီးထည့်ပြထားပါတယ်။ကဲဘယ်လိုတော့အဖိုးလေးတွေအရင်ဖွင့်ပါမယ်ပြီးလို့ရှိရင်စစ်ကလေးကိုဖွင့်မယ်အဲ့မှာဗာလေးတွေထည့်ထားလဲဆိုတော့ကြည့်မယ်နော်။ပြီးတော့ short wallet လေးတစ်လုံးစပါတယ်။နောက်ပြီးတော့ဖုန်းလည်းတစ်လုံးနှစ်လုံးစပါတယ်။ပတ်စံကြတော့ဘယ်လောက်စလဲဆိုထည့်တစ်လောက်စပါတယ်။ခုမှမျိုးကဘတ်9000ထည့်ပြထားပါတယ်။ဘတ်9တိန်အထိကတော့အသာလေးစပါတယ်နော်။အမှလေအတွင်းမှာဈေးအိတ်တွေတစ်ထပ်ပါတယ်ဈေးအိတ်မှာမမျိုးတို့ကတ်တူဘာတို့ပါညာကွီကွာထည့်လို့ရတယ်ကွာဘေးမှာလည်းအိတ်လေးတစ်ထပ်ပါပါတယ်ပြီးလို့ရှိရင်ဒီဘက်ခြမ်းမှာလည်းမမျိုးတို့ရိုးရိုးသားသားအိတ်လေးတစ်လုံးထည့်ထားပြီးပါတယ်ရွှေနှစ်ကို6ရင်လည်း6ခအများရမယ်အိတ်လေးပါနော်ဒီနှစ်အတွက်မမျိုးအထူး special ရွေးချယ်ထားပြီးတဲ့အိတ်ကလေးပါသူကကျိုးရှည်လေးလဲလှတယ်လို့အကျိုးအတူလေးနဲ့လဲလှတယ်နောက်ဒီလိုမျိုးလက်ပွေလေးလဲကင်ရင်လဲလှတယ် site ကလေးကိုနည်းနည်းချိန်လိုက်မယ်ဆိုလို့ရှိရင်လည်းမမျိုးတို့အများကြီးနောက်ထပ်ဒီဇိုင်းလေးတွေပွားလိုက်လို့ရပါသေးတယ်ကဲဘယ်လိုလဲလှတယ်မလား thank you ပါ